အာဆနယ်ကိုပြပြတသားနိုင်ပြီးကာရာဘောင်းဖလားချန်ပီယံဖြစ်လာတဲ့မန်စီးတီးအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ GB1 စိတ်ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်2016ခုနှစ်မတ်လ20ရက်နေ့ဝင်ပါလေကွင်းကြီးထဲမှာပရိသတ်ပေါင်း88,486ရဲ့ဟိဟောက်တန်နေတဲ့အတူဘက်ကွာလာရဲ့မန်ချက်စတီးအသင်းဟာအာဆနယ်ကို2ဂိုးပြည့်နဲ့နိုင်ယူပြီးသူတို့ရဲ့သမိုင်းတစ်လျှောက်9ချိန်မြောက်ကာရာဘောင်းဖလားကိုကင်မြောက်နိုင်ခဲ့ပါတယ်ဒီပွဲဟာစူပလာအတွက်တင်မဟုတ်ပဲပရီးမီးယားလိမပေးစရာမှာအာဆနယ်ကို9မှတ်အကွာနဲ့လိုက်နေရတဲ့မန်စီးအတွက်ရှေ့လက်ပိုင်းဆိုင်ရာအသာစီးရမှုတွေဖြစ်ခဲ့ပါတယ်။ဘိုင်းမှာတော့နီးပြခွိုင်လာနဲ့အာဒီတာတို့ရဲ့နီးပြပိုင်းအားပြိုင်မှုတွေကြောင့်ပွဲကအတော်လေးကျနေခဲ့ပါတယ်။အာဆနယ်ကဘူကာယိုဆာကာတို့နဲ့အတူပွဲကိုကောင်းကောင်းစတင်နိုင်ခဲ့ပေမဲ့မန်စီးရဲ့ခံစစ်ကအခိုင်အမာတောက်ခံထားနိုင်ခဲ့ပါတယ်။မန်စီးကဘောလုံးပိုင်းဆိုင်မှု60ရာခိုင်နှုန်းကျော်ထိရယူထားနိုင်ခဲ့ပေမဲ့နှစ်သင်းစလုံးကိုရဖို့ရုန်းကန်ခဲ့တာကြောင့်ဘိုင်းမှာဂိုးမရှိသေးကြနေခဲ့ပါတယ်။ဒုတိယမိနစ်60ရောက်မှာတော့ပွဲကရုပ်တရက်ပြောင်းလဲဖြစ်သွားခဲ့ပါတယ်။အာဆနယ်ကသမားကီပါကရိုင်ချာကီရဲ့ဖျက်တင်ဘောကိုဖမ်းယူရမှာအမှားရဖြစ်လာခဲ့ပါတယ်။အဲဒီဘောလုံးကို37နှစ်ပြည့်ကနေစီးတီးအကယ်ဒမီကျယ်ဝင့်နီဂိုအိုရိုင်လီကအပိုင်ကောင်းတိုက်ပြီးမန်စီးအတွက်ဥဆောင်ကိုတင်ယူပေးခဲ့ပါတယ်။ဘာလာကတော့ပထမဥဆောင်ကိုအတွက်ဂိုးပေးမှာကွန်ပေါ်ပေးအောင်ပွဲခံခဲ့ပါတယ်။နောက်ထပ်4မိနစ်ကြာမှာပဲမန်စီးအတွက်ဒုတိယကိုထည့်ရခဲ့ပါတယ်။ချာကီကနေတဆင့်မာတီယန်နူနက်စ်ပြီးပေးပို့ခဲ့ပြီးနူနက်စ်ရဲ့အတိအကျတဲ့ဖျက်တင်ဘောကိုအိုရိုင်လီကပဲထပ်မံဆုံးသက်ခဲ့တာပါ။9မိနစ်အတွင်းသိမ်းယူခဲ့တဲ့ဒီနဂိုးကမန်စီးတင်းကိုချန်ပီယံဖြစ်ဖို့တေချာသွားစေခဲ့ပါတယ်။အာဆနယ်ကတော့ချီပါကိုရဖို့စွမ်းကိုစ조사ခဲ့ပါတယ်။ကာလာဖီယိုရီရဲ့ကန်ချက်ကတိုင်ချီခဲ့တယ်လို့ဂါဘရီယယ်ဂျေဆွရဲ့ကန်ချက်ကလည်းဂိုဘာရန်ကိုထိမှန်ခဲ့ပါတယ်။ဒါပေမဲ့မန်စီးရဲ့ခံစစ်ကတည်တည်ငြိမ်နဲ့ပဲပွဲကိုအဆုံးသတ်သွားနိုင်ခဲ့တာကြောင့်ဂွာလာဟာမန်စီးနီးပြပွားဆရာတွေအတွင်း19ခုမြောက်စူပလာကိုရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့အကောင်းဆုံးစားမကတော့နီဂိုအိုရိုင်လီပါပဲ။ဒီချာဒေလေးကပွဲချိန်ပြေကစားသွားခဲ့တယ်လို့ဘောလုံးပေးပို့မှုတိကျမှုကလည်း86ရာခိုင်နှုန်းရှိခဲ့ပြီးရရှိတဲ့ခွင့်နဲ့ချိန်စလုံးကိုလည်းဂိုးပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။အိုရန်လီကဒါအိမ်ဝဲတစ်ခုလိုပဲလို့ပြောကြားခဲ့တယ်လို့ဂွာလာကလည်းသူ့ရဲ့ရည်ချင်းပေါ်အံ့အားသင့်မိကြောင်းချီးကျူးခဲ့ပါတယ်။အသင်းကောင်းဆောင်ဘာလို့ဆေးဝါးကလည်းဒီအောင်ပွဲအတွက်ဂုဏ်ကြောင်းပြောဆိုခဲ့ပါတယ်။အစတင်တို့ကတော့ဒီရှုံးနေမှုဟာတကယ်ကိုနာကျင်စရာပါပဲ။ဒီပြရာအစားကီပါကိုပွဲထုတ်ခဲ့တဲ့ဆုံးဖြတ်ချက်ကအမှားရဖြစ်ခဲ့တယ်လို့စူပလာလေးလုံးမြော်လင်းချက်ကလည်းပြည့်ပြည့်သွားခဲ့ရပါတယ်။မပေးချဦးဆောင်နေတော့ဖြစ်ပေမဲ့အာဆနယ်အနေနဲ့အရေးကြီးပွဲတွေမှာအဆုံးသတ်ပိုင်းအားနည်းမှုတွေပေါ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဘာလာကတော့ဒီနိုင်ပွဲဟာပရီးမီးယားလိအခြေအနေကိုပြောင်းလဲမှာမဟုတ်ဘူးလို့ဆိုခဲ့ပေမဲ့စစ်တပ်ပိုင်းဆိုင်ရာရတော့မန်စတီးကအသာစီးရသွားခဲ့ပါပြီ။အကယ်ဒမီထွက်ကျယ်ဝင်လေးအိုရိုင်လင်းရဲ့ဒိုမန်စတီးဟာသူတို့ရဲ့တောင်းတင်းတဲ့လူရကိုပြသသွားနိုင်ခဲ့ပါတယ်။ဝင်ပါလီမှာဒရမာတွေကျယ်ဝန်းတဲ့နဲ့ဒိုမန်စတီးတို့ကာရာဘောင်းဖလားကိုသိမ်းပိုက်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်မှုကလည်းတော့ပါပဲနောက်ဆုံးရအောင်စားတဲ့နေအပြောင်းရွှေ့တဲ့နေပွဲကြိုပွဲပြီးသုံးသပ်ချက်တွေပြင်စိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ GB1 စိတ်ဘောလုံး channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့နေကောင်းချိုလိုက်ရပါတယ်ခင်ဗျာ